ရှေးခေတ်ဂျပန်ပြည်မှာတစ်ပတ်လောက်သွားနေကြည့်ရအောင်လားဒါပေမဲ့မင်းစိတ်ကူးရင်နေတယ်လို့ချယ်ရီပန်းတွေအောက်မှာဓာရီလေးချစ်နေတဲ့ဆာမူရိုင်းကားတွေတဲကလို့တော့မဟုတ်ဘူးပြတကယ်လက်တွေ့ဘဝကဒီလိုမနဲ့၄နာရီဆိုတာနဲ့မင်းတို့ပြီးမင်းကဓာတ်ကိုင်နဲ့ဆာမူရိုင်းမဟုတ်ဘူးရှင်တွေပေးပွက်နေတဲ့လက်သမားတယောက်တနေကုန်ဆက်၄နာရီကြာအောင်ရှင်ဘက်ထဲမှာခါကုန်ပြီးပုံယုံလို့ရတာမုန်းတဲ့ချိန်လောက်ဆိုခါကကျွတ်မတက်နာနေပြီးနားလို့လည်းမရဘူးမင်းနားလိုက်ရင်တရွာလုံးအခွန်ပေးဖို့တတ်မှတ်ချက်မပြည့်မီမှာဆိုရတယ်နောက်တစ်ရက်ရောက်တော့ဘိုက်ကစားလာပြီးမနက်စာကလူနေလေစာကမူရောစပါစံချမ်းညစာကမုံလာအောင်ဆန်ဆိုတာကအခွန်ဆောင်ဖို့ငွေကြေးလိုသုံးတာဆိုတော့ကိုယ်တိုင်စိုက်ပြီးကိုယ်တိုင်စားခွင့်မရှိဘူးဆက်သမျှရဲ့90ရီကို Nation C အခွန်ဆက်တလိုက်ရတော့တစ်နှစ်ပတ်လုံးပင်ပန်းသမျှရဲ့တဝက်ကမျက်စိရှိမှတင်ပျောက်သွားတာပေါ့ကျန်တဲ့တဝက်နဲ့လည်းမင်းတို့မိသားစုမတေုံတမဲရှင်တန်ရတာအစိုးဆုံးကလမ်းမှာဆာမူရိုင်းတယောက်နဲ့တွေ့တဲ့အချိန်ပဲဒူးထောက်ပြီးမျက်နှာကိုမြေကြီးနဲ့ကတ်ထားရတယ်သူထွက်သွားတဲ့အထိမင်းတို့ကိုမကြည့်ရသလိုအသက်တောင်ဝဝမရှူရဲဘူးအကယ်လေးမလို့များသူ့သားကိုသွားထိမိရင်အဲ့ဒီနေရာတွင်ခေါင်းပြတ်သွားနိုင်တယ်ကိုယ့်အသက်ကကိုယ့်လက်ထဲမှာမရှိသလိုအမြဲတမ်းကြောက်လန့်နေရတယ်စတုတ်ထနေ့နဲ့ပစ္စမနေ့ကန်ဆိုးမသွားရမိုးလိုက်လို့ရွာအလုပ်လုပ်ရင်တားရှာလို့ဒဏ်ရာတစ်ခုရသွားတယ်ဆိုတာဆိုပိုးဝင်ပြီးရွာဆရာဝန်ရောက်လာပြီးမစ်စေးမပါပိုးသက်စေးမပါပဲစေးမီယိုတွေနဲ့ဒဏ်ရာကိုမိနဲ့ထိုးကူတော့ပါပဲအနာထက်ကူတာကကိုနာတယ်ပေးရတဲ့ကုသခကလည်းတစ်ပတ်စာစားနေရိတ်ခါပြောက်မလားတင်မလားဆိုတာခံတရားပဲအဲ့ဒီကြားထဲမုံတိုင်းတိုက်လို့စိုက်ခင်းတွေပျက်စီးသွားရင်တော့သွားပြီးလက်နဲ့ချီလုပ်ထားတာတွေတဲတဲရီတုံပဲဒါပေမဲ့နေရှင်ကခုံတော့ချွတ်မပေးဘူးလေအင်းနီနာချင်းတွေစီကအတိုးကြီးပေးပြီးချေရအကျွေးတွေတင်သားသမီးတွေပါအကြောင်းမနေရပဲအလုပ်ဝင်လုပ်ပြီးအကျွေးဆက်ရတော့ပါပဲမင်းသမီးလေးကအသက်73နှစ်ရှိပြီးစောင်းနှင်းစာအတွက်ပိုက်ဆံလို့တော့ကုန်တီတယောက်ကအိမ်ဖော်လို့ဖို့လာခေါ်တယ်မင်းမရွေးချယ်စရာမရှိတော့သဘောတူလိုက်ရတယ်သမီးလေးပြန်လာခြင်းမှပြန်လာတော့မှာတပတ်ပြေးလို့အခုခေတ်ကိုပြန်ရောက်လာတဲ့အခါမင်းမအားအင်လည်းမရှိဘိုက်ကလည်းစာစိတ်တက်တွေလည်းရောင်းဆန်နေလိမ့်မယ်ငါတို့ကရှေးခေတ်ဂျပန်ဆိုရင်ဆာမူရိုင်းတွေရဲ့ဂုံတိတ်ခါနဲ့လှပတဲ့ချယ်ရီပန်းတွေကိုပဲနေအောင်တက်ကြတာတကယ်တော့အဲ့ဒါကလူဦးရေရဲ့6%ပဲရှိတာပဲကျန်တဲ့94%ကတော့အခုပြောပြတဲ့နေရဲလိုဘဝထဲမှာရုံထွက်ခွင့်မရှိတဲ့ရှင်တန်ခဲ့ရတဲ့တာမန်လူဒန်းစားတွေပါပဲ